သင်ဥဆောင်နေရတဲ့သူတွေကိုသင်အနှုတ်လက္ခဏာမြင်နေတဲ့၍သင်ဘလို့မှဆွဲခေါ်လို့မရအောင်သင်ဘလို့မှဆွဲခေါ်လို့မရအောင်ဒါကြောင့်ခေါင်းဆောင်ကောင်းများဖြစ်ဖို့အောင်မြင်တဲ့သူတွေဖြစ်ဖို့မြောက်များစွာသောသူတွေကိုဥဆောင်သွားနိုင်တဲ့သူတွေဖြစ်ဖို့အခြေအနေကြည့်တော့အစင်မပြေပါဘူးမှန်ပါတယ်အချိုးမပြေတာလေးလည်းအများကြီးရှိတယ်သင်ဥဆောင်တွေ့လာလိမ့်မယ်ပုံစံတစ်မျိုးလေးတွေနဲ့ပေါ့ပုံစံတစ်မျိုးလေးတွေအေးလေသူများမြင်လို့သင်မြင်တတ်မှတော့သင်ကောင်းဆောင်မလုပ်တော့နဲ့ပေါ့ very simple ဒါလိုလဲကောင်းဆောင်မဖြစ်တာလေအမြဲတမ်းလူတွေရဲ့မကောင်းကြောင်းပဲပြောနေတဲ့သူလူတွေဟိုးမကောင်းဒီမကောင်းပြောတဲ့သူတွေအားလုံးက तू က ordinary ပဲ extraordinary မဟုတ်လို့ဖို့မဟုတ်ဆိုတော့အနှုတ်လက္ခဏာမမြင်အနှုတ်လက္ခဏာကိုပဲအပေါင်းလက္ခဏာပြန်မြင်ပေးတတ်တဲ့ခေါင်းဆောင်တနည်းအားဖြင့်လူတစ်ယောက်ရဲ့အားနည်းချက်ကိုအာသာချက်အဖြစ်ပြန်ပြီးတော့မှမြင်စေတဲ့သူဟုတ်တယ်သူ့ရဲ့အားနည်းချက်ကဒါရှိတာမှန်တယ်ဒါပေမဲ့သူ့ရဲ့အာသာချက်ကပါလဲ